ယောက်ျားများအထူးသဖြင့်နော်သူများကိုရိုက်ချင်တယ်ထိုးချင်တယ်တတ်ချင်တယ်ဖြတ်ချင်တယ်ဆိုတဲ့စိတ်မရှိပါနဲ့ကျမ်းစာကဘာပြောလဲအမျက်ထွက်ခြင်းငြင်းငုံခြင်းမရှိပဲတန်ရှင်းသောလက်ကိုချီ၍ရှုတောင်းဖို့ဒီလက်ကသူများကိုကူညီမဆားဖို့တန်ရှင်းတာကိုလုပ်ဖို့ရှုတောင်းဖို့ဖြစ်တယ်ဆရာကြီးတစ်ပါးကလည်းပြောဘူးတယ်ခလေးတွေအတွက်ရှုတောင်းရင်သူတို့အတွက်ရှုတောင်းပါသူတို့နဲ့အတူရှုတောင်းပါတဲ့ဒီနေ့ခလေးတွေအတွက်ရှုတောင်းရုံမကဘူးသူတို့နဲ့အတူရှုတောင်းဖို့ဘာတွေတောင်းမလဲဒံယေလကဲ့သို့ရှုတောင်းခြင်းအားကြီးတဲ့သူဖြစ်လာဖို့ယေရမိကဲ့သို့ဘုရားသခင်အသုံးပြုတဲ့သူဖြစ်လာဖို့ရှာဒရက်မေရှက်အဘေဒနေဂောကဲ့သို့သစ္စာရှိတဲ့သူဖြစ်ဖို့မုံကျုံနေမန်အိမ်ကကျွန်မလေးကဲ့သို့နော်သူသခင်ရဲ့အကျိုးကိုပြုစုတဲ့သူအခြားသူတွေကောင်းကြီးခံစားရဖို့ရန်ပြောပေးတဲ့သူဖြစ်လာဖို့ငုံငါးလုံးနဲ့ငါးနှစ်ကောင်းပေးခဲ့တဲ့သူငယ်လေးလိုပဲဖခင်အတွက်ပေးခြင်းတဲ့သူပေးတတ်တဲ့သူဖြစ်လာဖို့ပေါလုရဲ့တူကဲ့သို့ပဲပေါလုကိုအသက်အန္တရာယ်ရှိတဲ့အတွက်ကြောင့်သွားပြီးတော့နော်တရင်ပေးတယ်ဒုက္ခရောက်မဲ့သူကိုညီမဆတဲ့သူဖြစ်ဖို့တိမောသေကဲ့သို့ဖခင်သခင်အတွက်ဖခင်ရဲ့အမှုတော်အတွက်ကိုလှုပ်ဆောင်တဲ့သူဖြစ်လာဖို့ဆုတောင်းပေးရ